ဒီနေ့ကဝဲရတာဈေးများတဲ့ဒီငပြောဖူးနဲ့ဝက်နံမျိုးပေါ့နော်ငပြောဖူးထဲမှာပါတယ်ငပြောပွင့်တီးတက်နဲ့ချက်ထားတာဖြစ်ပါတယ်ငပြောပွင့်တီးတက်ချက်စားဖြစ်ကြတော့မသိဘူးကျွန်တော်ကတော့ထုတ်လေးနဲ့မှဆက်ဆက်နေတော့ဖြစ်တယ်တမဲစားရတာကြိုက်ပါတယ်ချက်နေကြည့်ကြရအောင်သူပွေဦးဆုံးကျွန်တော်ဝက်နံမျိုးတဲ့ကိုစားရယ်တကြားရယ်အသားမှုန့်ရယ်နွေးမှုန့်ရယ်အရသာနေထားပါတယ်အနည်းဆုံးတော့နိုင်ရွက်လောက်ထားထားရင်လို့ရှင်းတော့ရပါတယ်တော့လို့ရှိရင်ဒီငပြောဖူးပေါ့နော်ငပြောဖူးထဲမှာပါတဲ့ငပြောပွင့်ကိုကျွန်တော်တေချာသက်ရှင်လုပ်ပါမယ်တေချာစေးကြောပြီးတော့နေနော်အဲ့တော့ချက်ဖို့တော့ပြင်ဆင်မှာဖြစ်ပါတယ်ဟင်းထဲမှာထက်ချက်မဲ့ပါဝင်ပစ္စည်းတို့ပြင်ဆင်ထားပါမယ်ဒီမှာကျွန်တော်ကစက်သွန်ဖြူရယ်စက်သွန်နီရယ်ဂျင်းရယ်ပြီးတော့လို့ရှိရင်စပလင်းရယ်နန်းနန်းပင်အမြင့်ရယ်ကိုကြိတ်ထားလိုက်ပါတယ်ကြိတ်လို့ရတာရဲ့ဒီပါဝင်ပစ္စည်းတွေကိုဒီဝက်နံရိုးနဲ့လုံးမယ်ဒီမှာစီမထည့်ထားလို့ရယ်ဝက်နံရိုးမှာစီရတဲ့အားများနေလို့ပါနောက်ငပိလည်းအိမ်မှာကုန်နေတော့မထည့်တာမအောင်ငပိထည့်လို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်နောက်ကျွန်တော်ရေထည့်လုံးပြီးတော့ချက်ထားလိုက်ပါတယ်ရေကျန်တဲ့ပမာဏရဲ့ဒီဝက်သားအရသာဝင်နေလောက်ပြီးဆိုတဲ့အချိန်မှာဒီငပြောပွင့်ကိုထည့်ပြီးတော့တစ်ခါပြန်လုံးပေးပါတယ်ဒီလုံးသွားလိုက်တာကျွန်တော်နောက်ဆုံးဒီငပြောပွင့်နေတော့ပေါ့နော်နူးအောင်ကျွန်တော်ရေထပ်ထည့်ပြီးတော့တည်ထားလိုက်ပါတယ်ကိုကအချင်းရတာပါမှကြိုက်တယ်ဆိုလို့ရှိရင်တော့မကြီးမြဲရေမယံပြားရေထည့်လို့ရပါတယ်ကျွန်တော်တော့အချင်းမတုံထားပါဘူးဒီအနေထားရေချမ်းစီချမ်းအနေထားမျိုးလဲချမ်းတယ်အရသာနဲ့အဆင်ပြေတဲ့ဆိုနေတယ်ဒီမှာကိုသုံးတဲ့ဝက်နံယူတွေကအသုံးကြီးနေတာမျိုးဆိုလို့ရှိရင်တော့ကြကြလေးချက်ပေးတာမျိုးလုပ်လို့ရပါတယ်ကျွန်တော်ကတော့အသုံးသေးသေးလေးပဲတုံလာတာဖြစ်တဲ့အတွက်အဲ့လောက်ဒီမချက်လိုက်ရပါဘူးအဆင်ပြေပါစေ